Hello အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့မုခွဲပြီပါကျွန်တော်ဒီနေ့မှာကျွန်တော်ကနေပြီးတော့မှကျွန်တော်ပြန်လာပါပြီအားရပါကျွန်တော်ပြန်လာပါပြီ Okay အကြာကြီးပြောက်သွားတယ်ကျွန်တော်ပိတ်တဲ့တွေအကုန်လုံးတောင်းပါပါတယ်ခင်ဗျာကျွန်တော်ကလည်း gain ထားတာပေါ့နော်အဲကြောင့်ဒီ step back ကိုလည်းကျွန်တော်မဆော့ဖြစ်တော့ပါဘူးကူကျွန်တော်ပြန်ဆော့တာဖြစ်ပါတယ်မဆော့ဖြစ်တာကြာကြီးပေါ့နော်မဆော့ဖြစ်တော့တာခုကျွန်တော်ပြန်ဆော့တော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဘာမှမသိတော့ပါဘူးကျွန်တော်ဘာမှမသိတော့ဘူးကျွန်တော်တိုင်ပတ်နေရပေါ့နော်ပြောမယ်ဆိုတိုင်ပတ်နေတယ်ဘာမှအကုန်လုံးကအထူးဆန်းနေကြီးပဲပေါ့နော်အခန်းတစ်တွေရော skin တစ်တွေရောဒီမှာကြည့်ရတော့နည်းပြလိုက်မယ်အကြမ်းမြင်နေပြလိုက်မယ်ဒီမှာပေါ့နော် skin တွေကတော့ထွက်တယ်ပေါ့နော်မတ်တစ်ကတော့ကျွန်တော်သိရပေါ့နော်မတ်တစ် skin တွေကတော့ကျွန်တော်အဲ့ဒီတော့ကျွန်တော်နောက်ဆုံးခေါ်တော့ရှိရထွက်တယ်ဗျအဲ့ဒီတော့မတ်တစ် skin ကတိတ်မထွက်သေးဘူး10ကောင်တော့မပြည့်ဘူးဗျအဲ့တော့ကျွန်တော်နောက်ဆုံးဆိုတော့ကိုတော်တော်များများအများကြီးပဲဗျမဒစ်စကင်တွေထွက်နေပြီပေါ့နော်ကဲဒီမှာလဲစကင်တွေအများကြီးပဲပေါ့နော်အပစ်မှာလဲဒီမှာစကင်တွေအများကြီးပဲအဲကျွန်တော်ပြန်ပြီး update တင်ပြီးတော့ပြန်ဆော့တာပေါ့နော်ပြန်ဆော့တာပါပြန် down ပြီးတော့ကြာပြီးတော့စောင်းလိုက်ရဗျ loading ဝင်တာနည်းနည်း100ပြည့်အောင်100ရာခိုင်နှုန်းပြည့်အောင်စောင်းလိုက်ရတော်ကြာဗျကဲထားပါကျွန်တော်ဆော့ကြည့်အောင်နော်ကျွန်တော်ကတော့အရင်လိုလက်ရရတော့မကောင်းတော့ပါဘူးမနိုင်ပြောမစတော့ကဲတော့ဆော့ကြည့်မယ်ဆိုတော့ပထမဆုံးဒါဒီခန်းလေးကျွန်တော် play ကြည့်အောင်ဒါကတော့ပြိတ္တိအားလုံးသိမှာပါဒီခန်းကိုတော့ step by guide play ရသိတယ်ဒီခန်းကတကယ်ဆော့လို့လည်းကောင်းတယ်ပေါ့နော်တကယ် join နေတဲ့ play ဆိုလုံးဝအကြိုက်ပဲပေါ့နော်ကျွန်တော်တို့လည်းအကြိုက်ပါဒီခန်းလည်းကျွန်တော်ကြိုက်ဆောင်ကြိုက်ပါတယ်ဆောင်ကြိုက်ရပေါ့နော်ဒီခန်းဝင်တယ်ကျွန်တော်အဲဆော့ကြည့်မယ်ပေါ့နော်ကျွန်တော်ကဘာမှမသိပါဘူးဒီအခန်းလေးကိုမမီတော့ကျွန်တော်ကလည်းစောကြည့်တာပါကဲလုံးရင်းဝင်နေပြီပေါ့နော်ခဏလေးစောင့်လိုက်ပါကျွန်တော်ရဲ့ဟိုအကောက်ပေါ့နော်ရင်ကောက်ကကျွန်တော်အကောက်ကပြတ်သွားတာမဟုတ်ဗျဖုံးသေးလဲလိုက်တော့အဲ့လိုဖြစ်သွားတိုင်ပောက်တာဖုံးကဆက်လီးနေရောပေါ့နော်ဒီကောက်နဲ့အရင်တော့ဗီဒီယိုပြန်ကြည့်လိုက်ပါဒီကောက်နဲ့ပဲစောရတာတွေကြီးပါပဲအကုန်လုံးကတော့ကဲအဲ့တော့နည်းနည်းလက်တယ်ဗျဟိုင်းရှောတော့ဘာဖြစ်တာလဲဟာရအောင်ပျော်တော့နဲ့ပဲကြည်ပြီးကြပါနော်ပျော်တော့နဲ့ပဲကြည်ပြီးကြပါရှင်းရှောတော့ဘာဖြစ်တာမသိဘူးကျွန်တော် line လက်လို့လားမသိဘူးစာဘာမတူတော့စာဘာအလိုမရှိပါဘူးစာဘာတော့ကောင်းတူပါပဲဘေတီတာပဲဆိုတော့ခုနကဘာပြေသွားမလဲကျွန်တော်ဘာမှမလုပ်ရသေးဘူးအရန်မြန်သွားတာမသိအေးတုံးနေလားအရန်မြန်လို့များကျွန်တော်ဘာမှမသိရတယ်ကျွန်တော် line ခုန line တကယ်လက်သွားတာနည်းနည်းလက်သွားတာမင်း line လက်သွားတာကျွန်တော်ဘာမှလုပ်ချင်တော့မရလိုက်ဘူးနော်မနေ့ပြောရင်အပျော်သဘောနဲ့ပဲကြည်ပေးကြပါလားအပျော်ပဲပေါ့နော်ပျော်ဆော့တာဖြစ်ပါတယ်ကျွန်တော်ရင်တို့လက်ရင်မကောင်းတော့ဘူးဆိုတာပိတ်သက်တွေအားလုံးပဲပြီးမှာပေါ့နော်ကဲတော့ပျော်သဘောအနေနဲ့ပဲကြည်ပေးကြပါပြန်ပြီးတော့ training ဆင်းရအောင်မယ်ပေါ့နော်ပြန်ပြီးလေ့ကျင့်ရအောင်မယ်ကျွန်တော်အရင်လိုလက်ရည်ကောင်းဖို့ဆိုရင်တော့ပြန်လေ့ကျင့်ရမယ်ပေါ့နော်အဲ့လိုမှပဲကျွန်တော်ပြန်ပြီးတော့လက်ရည်တက်လာမှာပေါ့နော်အရင်လိုလက်ရည်ပြန်ရဖို့ဆိုတာလည်းမဖြစ်နိုင်တော့ပါဘူးရန်ခတ်ပါတယ်တိုင်ပတ်အဲ့ဘာဖြစ်လဲတိုင်ပတ်ပြီကဲဘာလို့မရတော့ရှုံးပါပြီကဲထားပါတော့ကျွန်တော်တော်တော်လေးလေးတော်တော်ဆိုးသွားပြီပေါ့နော်ခြေနေတော်တော်ဆိုးသွားပြီကတိခဲ့ပါခင်ကျွန်တော်မသိရခင်လည်းမဝင်ရေးဘူးနဲ့ရှုံးသွားရင်လည်းကဲဘာဖြစ်ဝင်ကြည့်တာပဲကောင်းပါတယ်ပျော်သွားတာဆိုတော့ကြပြားလေးနဲ့ဖြစ်တာတော့ကျွန်တော်သိတယ်နောက်ဆုံးတော့မှကျွန်တော်မဆော့ပြတော့နောက်ဆုံးဆော့တော့အမှနည်းနည်းကြာစပါဂိုက်ဗီဒီယိုကြီးကျွန်တော်စီမှာတက်တယ်ဗျကျွန်တော်ဖုန်းထဲမှာဗျ YouTube တက်တော့မှာတက်တော့အမှဟိုပါလဲကြပြားလေးနဲ့ဖြုတ်သွားပြီ Trio Skin ကဒါလင်းမတဲ့ event နေတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီခန့်ကိုမသိဘူးကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော်စီမှာမတက်ဖြစ်တော့ဘူး step by guide မဆော့ဖြစ်တော့တကယ်ဗီဒီယိုလည်းမတက်တော့ဘူးပေါ့နော်မတက်တော့
ဘာမှမသိပါဘူးဘာမှမသိပဲနဲ့စော့နေပါတော့ကျွန်တော်အရင်တော့မတ်ဟောင်းနေအခန်းအဟောင်းနေပေါ့နော်အခန်းအဟောင်းတွေကိုကျွန်တော်စော့ကြည့်ရပါတော့ခုနကအတုံးလေးလာတဲ့အခန်းပေါ့နော်အတုံးလေးလာတဲ့အခန်းစော့ကြည့်ရကိုကကြောဒီစာမူရိုင်းပေါ့နော်စာမူရိုင်းရပါလေစာမူရိုင်းဓာတ်နဲ့ရောတွေ့ရပဲကျွန်တော်မသိဒါတနက်နဲ့ပြည့်ရမှာဟိုတနက်ပြည့်ရမှာဆိုအဲ့တိုင်ပတ်နေတနက်ရွေးရမှာလားတနက်ရွေးမယ်ဆိုဒီတနက်ရွေးရင်ကြီးရရွေးလိုက်မယ်ကြီးရရွေးပြီးဒီကောင်လေးပြည့်ဒီကောင်ဟိုဒီကောင်ပြည့်တယ်မြောက်လားငါကိုလူလားမသိကိုလူလားမသိဟာကိုလူလားမသိကိုလူကြီးဆိုတော့ပြည့်လို့မရတော့တိုင်ပတ်နေရပါတော့ဟုတ်တယ်ငါလူထင်တယ်အပြကြီးပဲပြည့်ရမှာညီတော့ပြည့်လို့မရငါလည်းတိုင်ပတ်အော်နာမည်ပါရဟိုက်ပြည့်မနာမည်ပါရဟိုက်ငါလည်းတိုင်ပတ်ဆော့ကြတော့တိုင်ပတ်တော့တူးတော့ကြော့ညာရှောတော့ပြီကွာဒီတနေ့တော့တခုရွေးတနက်ကဘလို့တနက်ကတော့ effect တွေကတော့တူမှာမဟုတ်ပြောမစတော့လို့ပေါ့နော် effect တွေကတော့တူမှာမဟုတ်ကဲကျွန်တော်ဒါကျွန်တော်လူကြီးပေါ့နော်ကျွန်တော်ကနီးသင်းဖြစ်သွားကျွန်တော်ကအနီးသင်းပေါ့နော်စားရနီးသင်းမှာကျွန်တော်ပြည့်နေရကိုလူကိုပြည့်တွေးမရောတေးပါမသေးပါလားပြည့်ရမှာမသိဒါတွေးဖြစ်ရတယ်ဟာတွေးတည်ရဖြစ်နေရတယ်ပန်းချောတော့ခင်ဗျာတွေးတည်ရပဲကွာအဲ့ဒါယူသွားဖြစ်โอเคဒီပဲပြန်လာပြီပြန်လာတော့ဒီဘက်ကိုပြက်ချင်းရနေနဲ့ခတ်ကဲချောပါပြီကဲတွေးပြီ no တွေးရโอเค46ဖြစ်သွားပြီ46ဆိုတရားဖြစ်သွားပြီနောက်ဆုံးတော့ yes ကဲကျွန်တော်လူလေးကျမ်းပါတယ်ဟိုကောင်ကြီးက8ဖြစ်နေတယ် brother ရဲ့ကျွန်တော်က5ပဲရှိသေးတယ်ကျွန်တော်က9ကောင်မတက်နိုင်သေးတယ်ကျွန်တော်ထားပါတော့ကျွန်တော်ဘာနာမလဲကိုနော်ဒီဗီဒီယို step by guys ဆရာကြီး pro player ကြည့်နေ professional pro player ကြည့်နေဆိုတော့ကျွန်တော်အရင်တော့လည်းမတူတော့ပါဘူးရင်တော့ဆိုလက်ရည်တော်ကောင်းတယ်ပေါ့နော်လေးကောင်းဆိုအတင်းပေါ့နော်ရင်းကောင်းရင်မပြောပါဘူးနံပါတ်1လို့လည်းမပြောပါဘူးငါအကောင်းဆုံးกว่าလို့လည်းကျွန်တော်မပြောပါဘူးအရင်တော့ဆိုအတင်းကောင်းတယ်ပြောမှဆိုတော့10ပွဲစောရင်တော့မှ10ပွဲလောက်နိုင်နေပေါ့နော်အဲ့လိုမျိုးပေါ့အတင်းကောင်းတာပါနော်10ပွဲဆို10ပွဲနိုင်ရလည်းမဟုတ်ပါဘူးကိုကရောစကီးတွေကျွန်တော်ရဲ့လက်ရည်စကီးတွေကလုံးဝဆုပ်ပြတ်တော့ပါပြီဟိုကရကြမရှိအောင်မဆော့တတ်တော့ပါဘူးကဲဒီဗီဒီယိုအပျော်သဘောနဲ့ပဲကြည့်ပေးကြပါကဲတော့နောက်ထပ်ခန်းကျွန်တော်ပြောင်းပြီးစော့ကြည့်အောင်နော်နည်းနည်းလေးရင်းနှီးအောင်လို့ပေါ့နော်ခန်းလေးကဲဘယ်ခန်းဆိုရင်ကောင်းလဲဒီခန်းဘယ်ခန်းကဲစော့ကြည့်အောင်ရိုးခန်းကတော့ကျွန်တော်မစော့တော့ဘူးကျွန်တော်ဒီထူးရလာတဲ့ဒီဘာမှမဆိုတော့ဒီလိုမျိုးထူးကြရဲ့အစ်အခန်းလေးပဲစောကြည့်မယ်ပေါ့နော်ရင်းနှီးအောင်လို့နောက်ဆိုတိုင်ပတ်နေပါသူတို့စာအခုဒီပြောမှဆိုတော့စာရတိုင်ပတ်နေရပေါ့နော်စာရတိုင်ပတ်နေရပါမစောတတ်တော့ပါဘူးဒီခါကျွန်တော်မမိတယ်ကဲအဲ့တော့ကြောင်တုံးမော်ကြီးခုံရမှာနော်ကြောက်သုံးဘော်ကြီးခုံရမှာဆိုတော့ခုံโอเคကျွန်တော်ရှေ့ရောက်ရွေးရတဲ့ထဲမှာတော့ပါဝါကြီးတို့လည်းခုမှစားဆိုရထင်တယ်ဗျရှင်းတန်းရှော့ကျွန်တော်ကဒီတော့ဆော့နေရတော့တီးရလीတချို့လူကမတီးဘူးခုမှစားဆိုရအဲ့အခန်းကြီးကြာတော့ကျွန်တော်လည်းဆော့ကြည့်အောင်နော်ခန်းတစ်တီသူတို့လည်းဆော့တော့သူတို့ကမတီးဘူးလေအဲ့လိုခေါင်းမှမတီးတော့ဒီတိုင်းတီးရောပေါ့နော်အဲ့လိုထင်ပါတယ်အဲ့လောက်ထိအောင်မလဲဘူးဗျပြောမှစင်တော့pro player ရဲ့တွေ့ပြီပေါ့နော်ပြောမယ်ဒီမှာလဲ pro player skin နီးနဲ့ကဲအဲ့တော့စော့တော့ကွာစော့တဘူးမစော့တဘူးတကယ်မစော့တော့ကျွန်တော်တကယ်တိုင်ပတ်နေရပါတော့တကယ်တိုင်ပတ်နေတာကျွန်တော်တကယ်တိုင်ပတ်နေတာရှော့အေးရှော့ပြီကွာဘာလို့ညရှော့ဝိုင်းတကယ်တိုင်ပတ်တာဒီမှာမဟုတ်
တကယ်ကျွန်တော်ဆော့ပြတကယ်တောင်းပါပါတယ်နော်ကျွန်တော်တကယ်မဆော့တတ်လို့ပါတကယ်ကျွန်တော်လက်ရည်ရလုံးဝအောက်ဆုံးထိရောက်ပါပြီအဲ့တော့လုံးဝဆော့လို့အဆင်မပြေတော့ပါဘူးကဲအဲ့တော့နည်းနည်းပြောင်းလိုက်ရရင်နည်းနည်းကြည့်အောင် front adder ကြီးကတော့ဒါပုံမှန်ဘူးနော် Facebook ကလည်းအဲ့လို Facebook ကလည်းအဲ့လိုရိုက်ပါတော့ကဲအဲ့တော့ဒီနေ့ကြည့်ကြည့်မယ်ကတော့ဘာထူးခြားသွားလဲဆိုတာဒါရှိပဲအဲတော်တော်ပြောင်းလဲသွားတာ power ရောမိုက်ရဲလို့ step back ကမိုက်ဝိုင်းဒါရီကကျွန်တော်လမ်းလျှောက်တဲ့ fat တွေပေါ့နော်လမ်းလျှောက်တဲ့ fat တွေလည်းမိုက်ပါတယ်လမ်းနီနဲ့တုံးကမိုက်ဝိုင်းအပိဟောလမ်းလျှောက်တဲ့ fat တွေမှာအဲ့လိုရှိမတိတွေပါကိုလုံးလိုက်ဒီမှာကျွန်တော်5ခုပေါ့နော်ဒီ5ခုနောက်ပိုင်းကျအများကြီးဖြစ်လာလိမ့်မယ်ဘာလို့ကြည့်နေလဲအများကြီးဖြစ်လာလိမ့်မယ်ဒီမှာလည်းဒီမှာဆိုတစ်ခုရှိရဗျဟာမတ်တစ်ပေါ့နော်မတ်တစ် emote တစ်ခုရှိရအဲ့ဒါဒီမှာလည်းရှိရဗျ၄ခုပေါ့နော်ဟာတော်တော်မိုက်တယ်ဗျဒါတော်တော်စီးကြီးမှာပေါ့နော်ကဲကျွန်တော်နည်းနည်းလေးလာကြည့်လိုက်ရပါအပစ်ကျွန်တော်မှာရှိတစ်ခုရှိကျွန်တော်ဒါတွေအရင်တော့ဆော့တာလို့ပေါ့နော်ဒီတော့ဒီကောင်းနဲ့ဆော့ဘူးရပေါ့နော်ဆော့ဘူးရဆိုအရင်တော့ဒီကောက်ပြန် try ဘူးတယ်ပြန်ပြီးတော့ဒီကျင်းတာပေါ့နော်ဒီကောင်းနဲ့ဒီတော့နောက်ဆုံးဆော့ပြီးတော့နားလိုက်တာပေါ့နော်ခုမှပြန်ဆော့တာတော်တော်တိုင်ပတ်နေရဗျတော်လေးစကေးလေး level နေနေပေါ့နော်ဒီတော့ကျွန်တော်ဖုန်းဆက်လီရောလို့ဒီကောက်ပြောင်းဆော့တာပေါ့နော်ဒီတော့ view လည်းပြန်ကြည့်နိုင်ပါတယ်နော်ဒီတော့ video တွေမှာကျွန်တော်ဒီကောက်နဲ့ဆော့တာပါတယ်ဟို video တွေကြတော့ကျွန်တော်ဒီကောက်ဆော့နေရကျွန်တော်အရင်ကောက်ပေါ့နော်အရင်ကောက်နဲ့ဆော့တာကိုပြောင်းပြန်ဆော့တော့တိုင်ပတ်နေရဒီကောက်ပြန်ပြီးတော့ဒီတော့လုံဘူးလို့ဒီလို epic ဖြည့်နေရပါတော့ဒါတွေကတော့မရှိပါဘူးဒါတွေကတော့တော်တော်ဝယ်ရမှာပေါ့နော်အဲဒါမရှိတာစကင်ကြီးကလည်းဒီတော့ဆော့ဘူးလို့ပေါ့နော်ဒီတော့ video တော့ကြည့်လိုက်ပါဟိုးရင်တော့ video ကကျတော့အရင်ကောက်နဲ့ဆော့တာပေါ့နော်အဲကြောင့်ပါအရင်ကောက်မှာတော့စကင်ရှိရပေါ့နော်စကင်ရောက်ရှိကဲဒီနေ့ video ကတော့ကျွန်တော်ဒီမှာပဲဆောင်းတက်လိုက်မယ်ပေါ့နော်ဒီနေ့ video တလောက်ပါပဲကဲကျွန်တော် YouTube channel like and subscribe လုပ်ပေးကြပါဦးကျေးဇူးများကြီးတင်ပါတယ်နောက် video ပြန်ကြည့်ကြပါမယ်ဗျာ bye bye